ဒါကတော့တရုတ်ကြီးကခမာကမ်ပူးချာစစ်တပ်ကိုပေးအပ်လိုက်တဲ့လက်နက်ခဲယမ်းမီးကျောက်တွေဖြစ်ပါတယ်။ကင်ကားအစီး60ကျော်တင်မကဘူး။တခြားလက်နက်ကိရိယာတွေလည်းအများကြီးပါသေးတယ်လို့ပြောပါရစေ။ဒါမှကျွန်တော်တို့စစ်ဆေးတွေ့ရှိထားတဲ့ BA-21 လိုဟော်ဝစ်ဇာဒုံးပစ်စင်တွေအမြောက်များစွာပါဝင်ပါတယ်။တရုတ်နိုင်ငံကကမ္ဘောဒီးယားကိုသူ့ရဲ့နိုင်ငံအပိုင်အစိတ်ပိုင်းတစ်ခုလိုမျိုးအဆင့်မြင့်တင်ပြီးပံ့ပိုးကူညီခဲ့ပြီးနောက်ကမ္ဘောဒီးယားစစ်တပ်ကိုအမြဲတမ်းမဟာမိတ်ကောင်းပြီးပြောင်ကြထောက်ခံပေးလာတာပါဒီတခါတော့ထိုင်းရဲ့အရှိန်အဝါကိုတောင်ဂယုမစိုက်တော့တဲ့ပုံစံမျိုးပါပဲကမ္ဘောဒီးယားဟာခေါင်းဆောင်အသစ်တွေကိုထပ်ခါတလဲလဲပြောင်းလဲခဲ့ပေမဲ့လည်းကိုခြေထောက်ပေါ်ကိုရက်တည်နိုင်မဲ့အချက်ကိုရှာမတွေ့သေးပါဘူးခမာမျိုးဆက်သစ်တွေကတော့ဒီတကြော့ပြန်တိုက်ပွဲမှာထိုင်းကတော့သွားပြီးအဆုံးသတ်ပြီးလို့ပြောနေကြပါတယ်တရုတ်စစ်သင်္ဘောနှစ်စီးကမ္ဘောဒီးယားနိုင်ငံရီယန်ရေတပ်စခန်းတွင်စိုက်ကပ်ထားခြင်းနဲ့ဒါဟာပုံမှန်အခြေအနေသာဖြစ်ပြီးတရုတ်ရေတပ်အနေဖြင့်6လတစ်ကြိမ်တပ်ဖွဲ့ဝင်များအလှည့်ကျလဲလှယ်ရန်ရီယန်ရေတပ်စခန်းသို့စစ်သင်္ဘောများဆေလွတ်လေးရှိကြောင်းထိုင်းရေတပ်ကပြောကြားခဲ့သည်သို့တော်လည်းကမ္ဘောဒီးယားဘက်မှသတင်းများလှုံ့ဆော်နေတဲ့ကဲ့သို့ထိုင်းနိုင်ငံနှင့်တိုက်ခိုက်ရန်တိုက်ရိုက်ရည်ရွယ်ချက်ရှိရောက်ရှိလာခြင်းမျိုးမဟုတ်ဘဲပြီးခဲ့သည့်2026ခုနှစ်ဧပြီလကတရုတ်နိုင်ငံမှကမ္ဘောဒီးယားနိုင်ငံသို့ပထမဆုံးအကြိမ်လွှဲပြောင်းပေးအပ်ခဲ့သည့်တိုက်ပတ်တူးည96အမျိုးအစားကော်ဘတ်တိုက်ခိုက်ရေးသင်္ဘောကိုကမ္ဘောဒီးယားရေတပ်သားများကျွမ်းကျင်စွာကင်တွယ်မောင်းနှင်နိုင်စေရန်လာရောက်လေ့ကျင့်သင်ကြားပေးခြင်းသာဖြစ်ကအဆိုပါစစ်သင်္ဘောသည်လက်ရှိတွင်ကမ္ဘောဒီးယားရေတပ်၌အချက်အခြာအကျဆုံးနှင့်အကောင်းဆုံးစစ်သင်္ဘောဖြစ်ကြောင်းသိရသည်